ตั้งดีมาปะไอ้เป่าถ้าปล่อยอะไรไหมฮัลโหลအားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးနဲ့အတူဆွဲကပစ်တောင်ရဲ့အလှတရားလေးတွေကိုကြည့်လိုက်ကြရအောင်အင်ကားနေမနက်9:00နာရီခွဲစထွက်ခဲ့ပါတယ်ရှင်ပြီးရနဲ့အကြီးရဲ့အိမ်ကိုဆက်သွားပါတယ်မောင်လေးကိုခေါ်ခဲ့ပါတယ်ရှင်ဒါလေးကတော့တငယ်ချင်းတွေကိုစောင့်နေတာသူတို့ကိုစောင့်ရတာအရင်ကြာတာပဲဒါကတော့ဖက်အံကိုရောက်နေပါပြီတောင်မတက်ခင်မော်တော့အစားပြီးအစားပါတယ်ကတောင်ချီမှာဖြစ်ပါတယ်တောင်စားတက်ဖို့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်ကဲစားတက်ပါပြီဒါတော့ခဏပဲတရားသေးတယ်ပေါ့နော်ခဏလေးတက်တာချွေးရတအားထွက်တယ်ဒီလမ်းလျှောက်တဲ့နေရာတစ်ချောင်းမှာအမိုက်ပုံစနေတခြားခါတွေတွေ့ရပါတယ်ရှင်။နားနေတော့ဆက်ဖီတစ်ချက်အဲ့လေသူလေးကတော့ကျမရဲ့မောင်လေးဖြစ်ပါတယ်။ကဲဆက်လျှောက်ရမှာပဲ။ဒီနေရာလေးကတော်တော်လှပါတယ်။မသိရဲ့နိုင်ငံခြားရောက်သွားတယ်လို့ခံစားရပါတယ်ရှင်။နားနေတော့ mirror selfie လေးဆွဲပါတယ်။ကဲနားလဲနားပြီးပြီဆိုတော့ setup တိတ်ပါလေရှောက်တဲ့လမ်းဒီမှာမိုးတွေရွာတော့မသိရင်ရေတခွန်လေးလိုပဲရေတွေကစီးကြလာအရန်လှပါတယ်ဒီနေရာလေးကအဖြစ်မှာဒီထပ်ပို့ပြီးတော့လှပါတယ်အရန်မိုးရွာပြီးမာတဲ့ခါနေရောပဲမရောဟိတ်ဖျားပေါ်ရဖို့အတွက်ဆက်တက်နေရပါတယ်ဒါပေမဲ့လမ်းမှာရှုခင်းနေရအရန်လှတော့အမောပြည့်စီပါတယ်ဒီမှာမိုးရွာတော့ခဏနာပါတယ်ရှင်မိုးရေထဲမှာချစ်ချင်မပြောက်ပဲနဲ့လာနေကြတဲ့အတွေ့အကြုံတွေဖြစ်ပါတယ်တူတူလာတော့ကအတွဲနဲ့တွဲပေါ့နော်အတွဲတွဲကမတက်နိုင်လို့တောင်းချင်မှာပဲခြံခဲ့ပါတယ်ရှင်မိုက်ပါပြီဒီဘက်လက်တေးရင်ဒီဘက်လက်ကြည့်အမကြည့်ဘယ်လောက်လှလဲအဲ့ဆိုတော့ပေါ်ရပါပြီစီနာကျန်အဲ့ဒီမှာလူရှင်ကိုကျမလည်းအပြတ်អော်ခဲ့ပါအဲ့လိုអော်ပြီးတဲ့အချိန်မှာစိတ်ကလွတ်လပ်သွားသူခံစားရပါတယ်ရှောက်လာရင်နဲ့တောင်ပေါ်ရောက်တော့ပါမယ်ကဲရောက်ပြီမုတ်လူပြင်းနေတဲ့မြောက်ပါဝါမိုင်းလိုက်တာတိတ်နေလို့ကြည့်တာအမောပြေးသွားစီရမယ်ပြန်ဆင်းရတော့မယ်ဆိုတော့မချုံမချင်းရုပ်လီနဲ့